မင်္ဂလာပါကိုမင်းကိုနိုင်ရေးသားထားတဲ့လာဝမျက်နှာကြည်တိုင်းသာဆိုတဲ့ဝတ္ထုလေးကိုအပိုင်းလိုက်ဖတ်ပြပေးသွားမှာပါပိုင်းတစ်အမှားစားစကားတစ်ခုရှိခဲ့သည်လူတစ်ယောက်ကိုမုန်းလျင်ကင်မရာဝယ်ပေးလိုက်ပါဟူ၏ကင်မရာရသွားလျင်လက်တဲ့ဆန်းရိုက်ဖြစ်တော်မူဖလင်ဝယ်ပြီးတော့ပြီးလျင်ကိုရိုက်သည့်ပုံကိုကြည့်ကျင်သည့်ယောဂါကရှိသေးသည်ပုံကူးဆိုင်မှာကူးအောင်ပေါ့ဖလင်ဆေးကပုံကူးကတွေကုန်ပါအောင်ပြီးလျင်အရိုက်တင်ထားသည့်လက်ရမို့ဘယ်သူမှပိုက်ဆံပေးမိမဟုတ်မျက်နှာငယ်ငယ်နှင့်ဒုက္ခကြွယ်ပေအောင်ဒါနှင့်ပြီးသည်မဟုတ်ထက်ရိုက်ထက်ကုန်မဆုံးနိုင်သည့်ကိစ္စမို့မုန်းသူကိုကင်မရာဝယ်ပေးခိုင်းတာဖြစ်သည်ဒါကိုခုခေတ် digital ခေတ်ကနားလည်နိုင်မည်မဟုတ်ဖုန်းထဲမှာကင်မရာပါကင်မရာထဲမှာချက်ချင်းကြည့်ပြင်ဆင်နိုင်သည့်ခေတ်အဖက်ကောအထူးပြုလုပ်ချက်တွေနဲ့လှကျင်တိုင်းလှနေသည့်ခေတ်ဟိုတစ်ချိန်ကလိုအမှောင်ကန်ဓာတ်ပုံကူးပညာတွေလည်းအရေးမပါသလောက်ဖြစ်ကုန်ပြီကျွန်တော်ယခုဝတ္ထုတွင်တော့ဖလင်ခေတ်အမှောင်ကန်ဓာတ်ပုံကူးသည့်ခေတ်ကိုအခြေခံသည်မို့ရှေးဟောင်းဝတ္ထုဟုပင်ဆိုလျင်ရှားကောင်းနိုင်ပါသည်တစ်ဆက်တည်းဝတ္ထု၏ပင်မအကြောင်းအရာကိုလည်းအသိပေးခြင်းပါသည်မိမရွယ်တယောက်ဘဝမှာမတော်တဆထိမှန်မှုသည့်ငှက်တကောင်ဒါမှမဟုတ်မည်သူမှမကြုံခြင်းသည့်အိမ်တော်မမြဲဖော်ကွဲဘဝဒီဘဝအပေါ်ပတ်ဝန်းကျင်၏အမြင်သဘောထားတွေသူနှင့်နီးစပ်ပတ်သက်မိသူလူပြိုတယောက်၏အတိုင်းဝိုင်းဘက်ကမှတ်ချက်များအဓိကကတော့ကာယကံရှင်အမျိုးသား၏နောက်ဆုံးနိုးနိုးရှေတိုးခက်ခက်အနေထားတွေကိုမြင်ရပါလိမ့်မည်ရိုက်ချက်လွဲခဲ့သည့်ဖလင်တစ်ဝက်ကိုအမောင်ငန်းနဲ့ပြင်ပြီးဓာတ်ပုံကောင်းမဟုတ်တော့အတန်အသင့်ပြေပြစ်သည့်ဓာတ်ပုံရနိုင်သည်ဘဝတစ်ခုကိုရောထို့သို့ရနိုင်သည်ပဲဟုဆိုခြင်းသည့်စကားများဤဝတ္ထု၌တွေ့ပါလိမ့်မည်ဖလင်ခေတ်ကို digital ကာလသားသမီးများနားလည်နိုင်မှမလားဟုတွေးပူမိသည့်ဤသူဘဝလက်တွဲပေါ်ပေါ်သဘောထားတွေဒူမလားကွဲမလားဆိုတာခေတ်နှင့်ဆိုင်မဆိုင်ကျွန်တော်တွေးကြည့်နေမိပါသည်အချိန်ရ၍ဤစာအုပ်ကိုအဆုံးတိုင်ဖတ်မိလျင်ကျွန်တော်အခုလိုရှေဝေးစွာရေးမာနေမိသည့်ပေါ်နားလည်မှုပေးနိုင်မည်ဟုမျှော်လင့်ပါသည်ဤဝတ္ထုဖြစ်လာဖို့အတွက်ကျွန်တော်နှင့်ကျောင်းနေဘက်တငယ်ချင်းဖြစ်ပေးခဲ့သူတူအားအထူးကျေးဇူးတင်ပါသည်စေစပ်အောင်ဖတ်ပြီးတရုတ်ဖော်ပုံရေးဆွဲပေးသူဆရာပကြီးမျိုးမြင့်အခန်းဆက်လစဉ်ဖော်ပြပေးရုံမကကျွန်တော်ဆန္ဒရှိသမျှအကောင့်ထဲဖော်ပေးသည့်နန်းတီဝီစာပေတို့ကိုလည်းကျေးဇူးမှတ်တမ်းတင်ပါသည်မင်းကိုနိုင်ငါအခုဇလန်းတွေကိုမခံစားကျင်တော့ဘူးဒါကြောင့်ဝတ္ထုတွေကိုမဖတ်တော့တာကျွန်တော်မျက်လုံးလန်ကြည့်သည်တွင်သူမကဘာလဲဝတ္ထုဆိုတာဇလန်းနဲ့ဖွဲ့ထားတာမဟုတ်လို့ဘာလဲငါ့ကိုပြောပြပါဦးဟုမိကုန်းထုတ်သည်ကျွန်တော်မဖြေပဲနေငါဘာတွေဖတ်ချင်လို့လဲဟုသာတိုးတိုးပြန်မေးရသူမခိတ္တစဉ်းစားသည်ပြီးမှကြီးကျယ်တယ်လို့တော့မထင်နဲ့ဟာခီးတစ်ခုပေါ့ဘယ်လိုသွားရမလဲဆိုတဲ့ခီးသွားနည်းမျိုးပေါ့ဒါကိုပဲစိတ်ဝင်စားတယ်ငါဆိုလိုတာနင်နားလည်မှာပါကျွန်တော်ခေါင်းရမ်းလျက်လုံးပြလိုက်ပြီးငါရိုးရိုးပဲနားလည်တယ်ဒီတန္တရဘူးတုဒ္ဒတွေလားကဘာလက်ခီးဆောင်မတွေလားသူမကျွန်တော်ကိုမကူးမခန့်အပြုံးဖြင့်လှည့်ကြည့်သည်နင်အဲ့လိုမညစ်နဲ့လေနင်အဲ့လောက်မတုံးဘူးဆိုတာငါယုံလို့နင့်ကိုအားကိုးတကြီးရင်ဖွင့်တာန
နင်ငါ့အပေါ်မလေးနဲ့ဘူးဝမ်းနေစရာပဲဟုသူစိတ်ပြက်လက်ပြက်ပြောပါသည်ကျွန်တော်စကားအပေါ်သူကျေနပ်တော်လဲခံစားမှုတစ်ခုရသွားခြင်းပေါ်နာကျင်မှုပြေပြောက်ဟန်မတူပါကျေးဇူးပြုပြီးငါလေးနဲ့နေရာတွေလိုက်ပြီးလေးနဲ့ပေးစမ်းမှာဟာဟုစကားပြန်ဆပြီးကျွန်တော်မျက်နှာကိုမှန်မြင်တစ်ခုလိုသူကြည့်နေသည်ပြီးမှတိုးလျသောလေတံဖြင့်ငါမှဒီအခွင့်အရေးမျိုးနင့်စီကလွဲလို့ဘယ်သူစီကရမှာလဲနင်ပြောပါဦးကျွန်တော်အတက်နိုင်ဆုံးပြုံးကစိတ်ချပါမိမို့ခုလိုပြန်ဆုံးချိန်မှာဘဝကိုမေးခွန်းတွေထုတ်ပြီးဖြေကြည့်ခြင်းပဲမတူတာတွေလည်းရှိမယ်ပေါ့တခြားတော့မတက်နိုင်တာသာရှိမယ်ဒေကြတာကတော့ဒိုင်ယာကိုစီနဲ့ပြန်ဆုံးချိန်မှာမိမို့ရေဘယ်နာနာသွားသေးလဲလို့တော့ငါမေးနိုင်ပါသေးတယ်ဟာယုံပါသူမမျက်နာသည်အနေထိုင်သွားသောရေတစ်ခွက်လိုကြည်လင်လာပါသည်အရင်ဆုံးအချိန်ပြန်တွေ့စဉ်ကကျွန်တော်တုန်လှုပ်သွားသည်သူမကိုမြင်ရသည်မှာချက်ခိုးစင်ပေါ်ကအသားကြောင့်တမြောင်းနှင့်ဒူသည်ဟုသာကျွန်တော်အရှိအတိုင်းခံစားရသည်တဘာဝရင်းနှံ့ဖြင့်အေးမြနေသောတောရကြောင်တစ်ခုတွင်သူမနှင့်ဗပင်တို့သည်သူမကျွန်တော်အားကြောက်လန့်တရားရှောင်ရန်ကြိုးစားသေးသည်ကျွန်တော်အသေးချာမှတ်မိမှန်းသိသွား၍မထူးတော့ပြီဟုယူဆဟန်ဖြင့်ဝှကြည်တန်းကြီးနှုတ်ဆက်ခါကြောခိုင်းသွားသည်တာမန်အဖြစ်မမှတ်မိခြင်းစရာကောင်းတော့အောင်သူမပြောင်းလဲသွားခဲ့ပြီနှစ်ပေါင်းများစွာတွေ့မြင်ခဲ့သူချင်းမို့သာကျွန်တော်မျက်စိမလဲခြင်းဖြစ်သည်မရောက်ဘူးသောဒေသတွင်အတိအကျွမ်းနဲနေသည်ကတကြောင်ကျွန်တော်ကိုယ်တိုင်အမည်မမဲ့တဲ့သောအရာများ၏စိတ်ဆော်မှုကတကြောင်ကျွန်တော်သူမကိုအလိုက်မသိလိုက်၍ဆိုစကားပြောပြီးမှကျွန်တော်အားတခွန်းပြန်ပြောသည်သူနှင့်ထိုတညအိမ်မရပဲကျွန်တော်သူမအကြောင်းစဉ်းစားသည်တကယ်တော့ဇလန်းဆင်ရအောင်လဲနောက်ခံအကြောင်းကဘာမှဟုတ်ဒီပတ်တိမရှိသူမနှင့်ကျွန်တော်သည်ကျောင်းနေဘက်များသာစကားပြောဘူးတယ်လို့ပင်မမှတ်မိတယောက်နှင့်တယောက်သိသည်ဒီထက်ပိုပြီးဝေစာအောင်ပြောပါအောင်ဆိုလေအတော်ရှားပါလိမ့်မည်တယောက်အကြောင်းတယောက်တော့နည်းနည်းပပစီသိကြပါလိမ့်မည်သူမ10ရန်းကိုနှစ်ချင်းပေါက်အောင်၍တက္ကသိုလ်ရောက်သွားသည်နှင့်ကျွန်တော်မြင်ကွင်းမှပျောက်သွားသည်လင်းနောက်လိုက်ပြေးသည်မိဘသဘောမတူ၍ပြန်မလာရဲ့တာကြီးမယားကြီးရှီမန်းသိ၍တရားဝင်ကွာရှင်းပြီးမိဘထံပြန်လာသည်ဒါပဲကျွန်တော်သိသည်နှမျောတသားသားလိုခိတ္တခံစားမိကြောင်းဝန်ခံယုံသာရှိသည်ပြီးတော့လေမမြင်ရမကြားရ၍ကျွန်တော်သူမကိုမေ့သွားသည်ယခုမှပြန်ဆုံးရသည်ဤမြတာပင်တကယ်တမ်းကျတော့သူမသည်ဟန်ဆောင်နေသောရင်ငတ်သူတူပင်ကြည်လင်အေးမြသောရေအိုးကိုတောက်ခွင့်ရသည်နှင့်တစ်ခွက်ပြီးတစ်ခွက်ခတ်တော့သူလိုကျွန်တော်အားစကားတွေပြောတော့သည်နင်းနဲ့ပပင်းတိုးပြီးတော့ငါတညာလုံးစဉ်းစားတယ်ဟာနောက်ဆုံးတော့နင့်ကစကားတွေအများကြီးပြောဖို့ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းကိုနောက်ပြီးငါပြောပြမယ်ငါခုပြောချင်တာတွေပြောရမလားကျွန်တော်ဒီသူ့နာမည်ကိုအပြည့်စုံခေါ်၍ပြောစမ်းပါဟာငါအလုံနာချိန်အားလဲအားနေတာပဲပြီးတော့ကိုတငယ်ချင်းတယောက်ကိုတနေ့တကြီးမှတွေ့ရတာအတင်းလိုက်ခေါ်ပြီးတောင်းငါကနှုတ်ဆက်သေးတာနင်း2ရက်လောက်ရှောင်းပေလုံနေလို့ငါအားနာပြီးဘာဆက်လုပ်ရမှန်းမသိဘူးဖြစ်နေတာပါပြောတာပြောပါသူမသည်အေးဟာငါမှားသွားတယ်ငါလဲရှက်တာနဲ့ရှောင်းနေတာနင့်ကိုမပြောနဲ့တလောကတုံးကိုငါရှောင်းနေတာ
ရှောင်လို့မရလို့ဟုပြောပြီးစကားဆက်ခံနေသည်ဘဝဆိုတာဒီလိုပါပဲဟာတိတ်တွေးခေါင်နေစမ်းပါနဲ့ကျွန်တော်ဤနှစ်သိမ့်စကားကြောင့်သူမလန်းဆန်းလာသည်ဟုတ်ရဲ့လားဟာငါကလူတွေကိုမျက်နှာချင်းအောင်မဆိုင်ရဲတော့တာဟုမရေတရေမိသည်တလောကလုံးကကိုယ့်အလုပ်နဲ့ကိုရှုပ်နေကြတာဟာနင်းသာကြောင်းနေတာသူမစဉ်းစားနေသည်ရောက်တဲ့ရရာတွေအစီငေါမတဲ့ရှောက်ပြောနေပြီးမှလူတိုင်းမှားဘူးကြတာပဲလို့ငါလည်းဖြေသိမ့်ပါတယ်ဟာဟုလေသံနှင်းနှင်းဖြင့်ပြောသည်ဒါပေါ့ဟာအမားလေးနဲ့အမားကြီးပဲကွာတာပဲဟုကျွန်တော်ပြောပြီးမှစကားမှားသွားပြီဟုကျွန်တော်သတိရလိုက်သည်ငါအမားကတော့အမားကြီးပါဟာဟုသူနောင်နှဖြင့်ရေရွတ်နေသည်ကျွန်တော်ရင်ထဲအထူးအဆန်းတစ်ခုခံစားရသည်မဟုတ်ပါဘူးဟာဒီလောက်လည်းမဟုတ်ပါဘူးဟုကျွန်တော်ပြောနိုင်သည်လုံးမိလို့ရသူ့နဘေးကဓမ္မစကြာစာအုပ်ကိုကျွန်တော်ဆွဲယူကြည့်ပြီးဒီမှာကြည်စမ်းမြတ်စွာဘုရားဟာဖျားမဖြစ်ခင်ဒုက္ခစရိယ6နှစ်ကျင့်တာမှားတယ်လို့မိန့်တော်မူခဲ့တယ်မနိုင်ကောင်းနှိုင်းကောင်းဟာဟုသူမကငိုရခက်ရဲရခက်ပြောသည်နှိုင်းတာမဟုတ်ပါဘူးပါခုမှအကြောင်းအရာတစ်ခုကိုတင်ပြတာပါဟုကျွန်တော်ဖြေသည်တွင်သူမကျွန်တော်အားတနွေးကြီးပြုံးလျက်ကြည်နေပါသည်နေညိုချင်းစီးစာများတွင်သူမနှင့်ကျွန်တော်လေခွက်များနဲ့ပြီးတောဆက်တစ်လျှောက်ရှောက်ကြသည်ရွာမှလူများကကွက်ကြည့်လုံနေကြသည်ကိုသူရှက်ရွံ့ဟန်ရှိပါသည်နေမကောင်းလို့လာအနားယူတဲ့မျိုးကကောင်းမလေးအိမ်ထဲကအိမ်ပြင်လုံးဝမထွက်တာခုတော့သူ့တငယ်ချင်းဆိုတဲ့ကောင်လေးလာလို့လမ်းတွေပါတွေရှောက်နေပြီကောင်လေးကသူ့ရည်စားများလားဘာများလဲဟုစဉ်းစားနေကြမည်ထင်ပါသည်ဒီလကုန်ရင်အလုပ်ပြီးပြီပြန်တော့မှနေပြန်လိုက်ခဲ့တော့ကျွန်တော်အမိန်ပေးသလိုပြောသည်ကိုသူမနှွေးထွေးစွာခံစားရဟန်တူသည်နင်ကငါ့ကိုအမိန်ပေးရအောင်ဘာမို့လဲဟုအားရပါရပြုံးလျက်မေးသည်ငါကနေ့တငယ်ချင်းလေဒီချက်ပူခိုင်လုံးတဲ့အချက်ဘာရှိသေးလဲကျွန်တော်ရင်ကိုလျက်ကျွန်တော်ကိုကျွန်တော်လက်မထောင်ပြဖြေသည်တွင်ခုမှစကားပြောဦးကြတာရက်ပိုင်းပဲရှိသေးတယ်ဘာတငယ်ချင်းလဲဟုကြည်စေပါသည်နင်စကားလမ်းကြောင်းပြောင်းမနေနဲ့ပြန်လိုက်မလားမလိုက်ဘူးလားဒါပဲပြောဟုကျွန်တော်ငေါက်လိုက်သည်သူမလေကသိန်းပြီးလမ်းလျှောက်နေရမှထိုင်လိုက်ပြီးတပြင်းမိုးတစ်ခုကိုချကဘာပြန်လို့ရမှာလဲဟာရင်မဆိုင်ကျင်တော့လို့စွန့်ခွာလာပြီးမှဟုပြိုကွဲနေသောအတန်ဖြင့်ပြောပါသည်ဘာကိုရင်မဆိုင်ကျင်ရမှာလဲနင်ဟောရီလေခွက်လို့ပတ်ချအပ်6တွေ့နေတာငါမကြည့်နိုင်ဘူးပြန်ပြီးစူပြေစိမ့်လန်းအောင်အားထုတ်ရမယ်သူမသည်အယောင်မိန်သောမျက်ဝန်းများဖြင့်ကြည့်ပြီးနင်ကိုယ်တိုင်ကပါငါ့ကိုငကြီးเจ้าနဲ့တူနေတယ်လို့ပြောရလားဟုမေး၏ကျွန်တော်အဖြေရခက်သည်နင်နည်းနည်းနွမ်းသွားတာပါလောကရန်ဆိုကြောင့်ရုပ်ပိုင်းဆိုင်ရာပါနွမ်းသွားတာပေါ့ငါပြောရတာလှုပ်ဆမ်းမှာဟာဟုပြောရင်ကျွန်တော်ပါသူ့နဘေးထိုင်လိုက်ရသည်ရုပ်ပြက်ရင်နှံများတင်းနေသောလေယူအောက်တွင်ဖုံမှုများဝေဝဲနေသည်ကိုသူလိုက်ကြည့်ပြီးငါပါလိုက်လို့ရမှာလဲဟာအဘွားကတည်နေပါပြီဟိုကတချောက်ပင်ကြီးလိုဖြစ်နေပြီဟုမလန့်မကန့်မှအပင်ကြောက်တပင်ကိုညွန်ပြကပြောသည်တော်စမ်းမဟုကျွန်တော်တားသည်ကိုသူမဂရုမပြုလူဆိုတာကိုအတိဆုံးမှာငါလောကကိုရင်ဆိုင်မှုစွမ်းအားမရှိတော့ဘူးတကြောက်ပင်ဆိုရင်တော့ထင်းခုတ်ရလို့အသုံးဝင်အောင်မဲဟုသာညှိတွားနေသည်ကျွန်တော်သူမကိုတွန်းလဲပြီးထားပစ်ခဲ့ခြင်းစိတ်
ပေါက်သွားသည်